လေးစားတန်ဖိုးထားရတဲ့ချစ်ရတဲ့ပရိသတ်တို့အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့လူတိုင်းကြည်ကျင်နေကြတဲ့မူလာတန်းကျောင်းသားကလေး18ယောက်ပျောက်ဆုံးသွားခဲ့တဲ့ဖြစ်ရမှန်ဇက်လန်တစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပါဒီဇလန်ကတော့မကာရာမြို့မှာရှိတဲ့ကျောင်းတစ်ကျောင်းမှာမူလာတန်းကလေး18ယောက်တပြိုင်နက်တည်းပျောက်ကွယ်သွားတယ်ဆိုခဲ့တဲ့ဖြစ်ရမှန်တစ်ခုဆိုပေမဲ့ဘယ်သတင်းမီဒီယာကမှဖော်ပြနိုင်ခဲ့ခြင်းမရှိပါဘူးဘာကြောင့်လဲဆိုတော့ရဲတွေနဲ့လူကြီးပိုင်းတွေဟာဖြည့်ရှင်းနိုင်ခဲ့ခြင်းမရှိတဲ့အတွက်ကြောင့်အရန်ရှက်လွန်လို့ပါအဲ့ဒီမျိုးကလူတွေကိုမေးကြည့်မယ်ဆိုရင်လည်းအခုကျမတင်ဆက်ပေးသလိုပဲဖြေကြပါလိမ့်မယ်။ဒီဖြစ်ရမယ်ရဲ့အစားကတော့မူလာတန်းကနေ9တန်းအထိရှိတဲ့ပေပရာမူလာတန်းကျောင်းကစားခဲ့ပါတယ်။ဒီနေ့ကဗုဒ္ဓဘူးနေ့ပါ။ကလေးတွေကတော့ပုံမှန်အတိုင်းကျောင်းကိုလာခဲ့ကြတယ်။တခြားအခန်းတွေမှာကျောင်းသားတွေအပြည့်ရှိနေတယ်ဆိုပေမဲ့ Justin Candy လို့ခေါ်တဲ့ဆရာမရဲ့အခန်းမှာတော့ကျောင်းသားတွေလုံးဝရှိမနေပါဘူး။ကျောင်းသားတွေလုံးဝရှိမနေဘူးလို့ဆိုပေမဲ့လည်းထူးထူးခြားခြားကလေးတယောက်တော့ထိုင်နေတာတွေ့ရတယ်။အဲ့ဒီကလေးရဲ့နာမည်ကတော့ Alex Lily လို့ခေါ်ပါတယ်။ဘာလို့တယောက်တည်းဖြစ်နေရတာလဲဆိုတော့အင်္ဂါနေ့ညကိုကြော်ပြီးဗုဒ္ဓဘူးနေ့မနက်2:18မိနစ်မှာထိုကလေး18ယောက်စလုံးဟာအဲ့ရမှာနိုးလာခဲ့ကြတယ်။ထို့နောက်အင်ရှိတကားကိုဖြတ်ကျော်ပြီးပြေးထွက်လာခဲ့ကြကအမောင်ထဲကိုဝင်ကပျောက်ကွယ်သွားကြတယ်။ဘယ်တော့မှပြန်မလာကြတော့ပါဘူး။မိုးလင်းလာတော့ကလေးတွေပြောင်းတဲ့ကိစ္စမိဘတွေနဲ့ရဲတွေဟာခေါင်းရှုံးနေကြရပြီ။တချို့အိမ်တွေရဲ့ CCTV မှတ်တမ်းမှာလည်းကလေးတွေကအမောင်ထဲဝင်သွားကြတာကိုပဲမြင်ကြရတယ်။ရဲတွေကတယောက်တည်းကြံခဲ့တဲ့အဲလက်ဆိုတဲ့ကလေးနဲ့ဆီယာမဂျက်စတင်ကိုမေးမြန်းကန်ဖွင့်ပေးမယ်လေထူးခြားတဲ့ဘာသဲလွန်စားမှမရခဲ့ကြဘူး။တလားလောက်ကျောင်းကိုပိတ်ထားပြီးစုံစမ်းနေကြပေမဲ့ဘာမှထူးခြားမလာတဲ့အတွက်မိဘတွေဆရာတွေနဲ့စိတ်ယောဂကုဆရာဝန်တွေအပါအဝင်အကြီးအကျယ်အစည်းအဝေးပွဲကြီးကိုလုပ်ကြရပါတယ်။ဒါမှကျောင်းပြန်ဖွင့်ပြီးတခြားကလေးတွေကိုစားဆက်တင်နိုင်ဖို့ပါ။ဇလန်းလေးကိုကြည့်နေတော့မှာပဲဗီဒီယိုလေးကိုလက်မလေးတွေတယောက်တစ်ခုစီနှိပ်ခဲ့ပြီးတော့ကွန်မန့်လေးတွေလည်းရေးရင်အားပေးကြပါအောင်နော်အစည်းအဝေးပွဲမှာစိတ်ရောဂါကုဆရာဝန်ကမိဘတွေကိုနှစ်သိမ့်ဆွေးနွေးနေပေမဲ့မိဘတယောက်ကဘာလို့ဂျက်စတင်ရဲ့အခန်းမှာပဲဖြစ်ရတာလဲလို့မေကွန်းထုတ်ကစင်မော်တက်ဖြေရှင်းခိုင်းပါတယ်ဘာမှရင်းရမသိတဲ့ဆရာမဟာလည်းဘာမှပြန်မပြောနိုင်ခဲ့တာကြောင့်မိဘတွေအားလုံးကဒေါသထွက်လာကြလို့ကျောင်းအုပ်ကြီးကဆရာမကိုအိမ်ပြန်ပြီးနားခိုင်းလိုက်ပါတော့တယ်သူမလည်းစိတ်ညစ်ညစ်နဲ့အေကိုဟောဆိုင်ကိုဝင်ပြီးဝယ်နေချိန်မှာအမြင်မသိတဲ့ဖုန်းနဲ့သူမရှိကိုချင်းချောက်တဲ့စကားတွေပြောလာခဲ့တာပါသူမလည်းဆိုင်ကပြန်အတွက်လမ်းဘေးမှာကောင်လေးတယောက်ကသူမစီကိုအကျွေစီတောင်းရမ်းနေလို့ညင်းပယ်လိုက်ပါသေးတယ်ထိုကောင်လေးကတော့အရေးကြီးတဲ့အပိုင်းမှာလည်းဆက်ပြီးပါလာမှမို့ထည့်ပြောရခြင်းပါသူမရဲ့အတန်းမှာကျောင်းသား18ရာလုံးပျောက်ဆုံးသွားရခြင်းအပေါ်မိဘတွေရဲ့ပူဆွေးမှုတွေဒေါသထွက်မှုတွေပါပူပေါင်းပြီးသူမကြိတ်ခံနေရပါတယ်သူမအိမ်ကိုပြန်ရောက်လာတော့ဘဲဒီတန်ကိုကြားလိုက်ရတယ်ပဝန်းကျင်ကိုကြည့်တော့လေဘယ်သူမှတွေ့မနေပါဘူးချင်းချောက်ထားတဲ့သူရှိနေအားကြောင့်သူမသတိထားပြီးတော့တကားကိုဖွင့်ကြည့်ပေးမယ်လေဘယ်သူမှရှိလို့မနေပြန်ပါဘူးမနေ့ရောက်လာတော့လေသူမရဲ့ကားမှာစုံမလို့ရေးထားတဲ့စာတန်းကြီးကလည်းဖြတ်ပြလို့မရတာမို့ဒီအတိုင်းပဲចောင်းကိုဆက်မောင်းလာခဲ့ပါတယ်ចောင်းအကြီးကလက်ရှိမှာတော့ရှောင်းနေဖို့ပြောပေမဲ့ဆီယာမကတယောက်တည်းကြံနေခဲ့တဲ့အဲလက်လေးကိုစိတ်ပူနေလို့အဲလက်လေးကိုတော့တခြားအခန်းကိုပို့ပေးထားတာကြောင့်စိတ်မပူဖို့ចောင်းအကြီးကပြောပါတယ်ဆီယာမကလည်းစိတ်ညစ်ညစ်နဲ့ကျောင်းကအပြန်ရဲစခန်းကိုဝင်ပြီးသူမကားကိုစုံမလို့စားလာရေးထားခြင်းကိုဝင်အတိပေးနေချိန်မှာသူမမှာရီးစားမကြတငယ်ချင်းလေးမကြတဲ့ပေါ်လို့ခေါ်တဲ့ရဲကိုတွေးလို့လက်လံပြနှုတ်ဆက်လိုက်ပါတယ်ပေါ်ကလည်းဒီဇလန်ရဲ့အရေးပါတဲ့သူတယောက်ဖြစ်လာအောင်မှာပါပေါ်မှာအိမ်အောင်ရှိပေမဲ့ဆီယာမနဲ့ခိုးစားနေကြပါတယ်တယောက်တည်းဖြစ်လုံနေတဲ့အဲလက်လေးကိုဆီယာမကနှစ်သိမ့်ပေးခြင်းလို့ကျောင်းကနောက်ကနေလိုက်သွားခဲ့ပြီးအိမ်ရှိဘဲကိုတီးလိုက်ပေမဲ့ဘသူမှမတုတ်ပြန်တဲ့အပြင်အိမ်ကပြတင်းပေါက်တွေအားလုံးဟာလည်းသတင်းစာရွက်တွေနဲ့ကပ်ပြီးပိတ်ထားခဲ့ရတွေ့ရတယ်။ဆီယာမလည်းထူးဆန်းသွားတာမို့အိမ်ထဲမှာချောင်းကြည့်လိုက်တာမလုံးမရှက်ပဲထိုင်နေကြတဲ့လူများကိုတွေ့တော့လန့်သွားပါတယ်။ထိုအကြောင်းကိုတော့ကျောင်းအုပ်ကြီးကိုပြောပြတော့သူမအိမ်ကိုနောက်တခါဒီလိုထက်မလုပ်ဖို့ပြောလိုက်ပါတယ်။စိတ်ဖိစီးမှုတွေနဲ့အိယာဝင်သွားခဲ့တဲ့ဆီယာမရဲ့အိမ်မက်ထဲမှာတော့သူမရဲ့ចောင်းသား16ယောက်လုံးဟာခုံပေါ်မှာမှောက်အိမ်နေကြချိန်တယောက်တော်သူအဲလက်ကလေးကနိုးလာပြီးမျက်နှာမှာလည်းလူရှင်တော်ပုံခြေတထားပြီးရေးပြကကြောင့်သူမဟာလန့်သွားပြီးအိယာမှာနိုးလာပါတယ်သူမနိုးလာချိန်မှာလည်းမျက်နှာချက်မှာလူတယောက်ကတ်နေတာမြင်ပြီးကြောင်းလန့်တကြောင်အော်မြစ်လိုက်ပါတော့တယ်ဒါဟာသူမရဲ့စိတ်ဖိစီးမှုတွေကြောင့်ထင်အောင်ထင်မှာဖြစ်တာပဲဖြစ်လို့နေပါတယ်သူမလည်းမကျေနပ်နိုင်ပဲအဲလက်ရဲ့အိမ်ကိုထပ်မံသွားခဲ့ပါတယ်အဲလက်ကျောင်းကပြန်လာတော့အစင်ပြေရဲ့လားလို့စိတ်ပူပြီးမေးလိုက်ပေမဲ့အဲလက်ရဲ့ပုံစံကသူမထက်တောင်စိတ်ရှုပ်ထွေးနေပြီးသူမကိုနောက်ထပ်မလိုက်လာနဲ့လို့အော်ဟစ်ကပြေးထွက်သွားပါတော့တယ်သူမတန်တရားဝင်နေအားကြောင့်ကားပေါ်ကနေစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်တော့တယ်သူမဟာကြာကြာစောင့်နေရတဲ့အချိန်မှာအိပ်ပျော်သွားတယ်
အဲလက်တို့အိမ်တကားဟာပွင့်လာပြီးတော့အဲလက်ရဲ့အမေဟာမူမမှန်တဲ့ပုံစံနဲ့လက်နဲ့တစ်ခုကိုကိုင်လာကဆီယာမရဲ့ကားအနားကိုကတ်လာပြီးတော့သပင်ကိုညှက်ယူသွားလိုက်ပါတယ်။နောက်ထပ်အရေးပါတဲ့သူကတော့ပျောက်ဆုံးသွားတဲ့ကလေးတွေကမတ်ဒရူရဲ့အဖေအာချာပဲဖြစ်ပါတယ်။အာချာကတခြားမိဘတွေနဲ့မတူပဲသူ့သားငယ်လေးကိုပြန်ရွှာတွေ့ရမယ်ဆိုတဲ့စိတ်နဲ့ရှင်သန်နေတာပါ။ဘာလို့စိတ်လည်းမပါတော့ပဲသားငယ်လေးအမောင်နဲ့ပြေးဝင်သွားခဲ့တဲ့ CCTV မှတ်တမ်းကိုပဲထက်ခါကြည့်လို့နေရပါအာချာကအကြောင်းမဖွင့်ပြီးအစည်းအဝေးလုပ်ခဲ့တဲ့ညကဆီယာမကိုဖြည့်ရှင်းပေးဖို့ဦးဆောင်ဦးရွက်နဲ့ပြောခဲ့တဲ့သူလည်းဖြစ်တယ်လို့သူမအိမ်ကိုတကားခောက်ချင်းချောက်ပြီးကားကိုစေးတုပ်ခဲ့တဲ့သူလည်းဖြစ်နိုင်ပါတယ်အာချာရဲ့စိတ်ထဲမှာဆီယာမနဲ့ကလေးတွေပျောက်ဆုံးမှုဟာဆက်ဆက်နေမယ်လို့ယုံကြည်နေတာပါညတညမှာအာချာအိမ်ယာမှာနိုးလာတယ်အိမ်မက်လားဆိုတော့လည်းမဟုတ်ပါဘူးအသီးစိတ်သာဖြစ်ပြီးတော့ခန္ဓာကိုယ်ကြီးကတော့အိပ်ပျော်လျက်ရှိနေခဲ့တာပါ။နိုင်ကိုကြည့်လိုက်တော့သားငယ်လေးပျောက်ဆုံးသွားတဲ့2 နာရီနဲ့18မိနစ်ပါ။အိမ်ရှိတကားဟာပွင့်နေပြီးတော့သားငယ်လေးကပြေးထွက်သွားတာကိုမြင်တော့အနောက်ကနေပြေးလိုက်ခဲ့ကအမှောင်ကိုလွန်ပြီးတစ်ဖက်ချမ်းကိုရောက်ပြန်တော့သားငယ်လေးကသူတို့အိမ်ထဲကိုပြန်ဝင်သွားခဲ့တာပါ။ထူးခြားတာကသူတို့ရဲ့အိမ်အမိုးပေါ်မှာစစ်လက်နဲ့တစ်ခုနဲ့2 နာရီ18မိနစ်ဆိုတဲ့စာတန်းကြီးပေါ်နေတာပါ။အာချာလေးအိမ်ထဲအမြန်ဝင်ပြီးတားငယ်လေးအခန်းကိုဖွင့်ကြည့်လိုက်တော့စောင်းချုံပြီးလှဲအိမ်ရဲ့တားငယ်လေးကိုတွေ့လိုက်ရတယ်။ပခုံးလေးကိုကင်ပြီးလှုပ်နိုးလိုက်တော့တားငယ်လေးကလှဲ့လာတယ်။တားငယ်လေးကမျက်လုံးလေးပွင့်ပြီးအသီးစိတ်လွတ်နေတဲ့ပုံစံလေးဖြစ်နေရမို့စိတ်မကောင်းဖြစ်ပြီးစကားတွေပြောနေတော့မှတားငယ်လေးအဖြစ်ကနေလူရှင်တော်မိတ်ကပ်တွေလိမ့်ထားတဲ့တခြားလူတယောက်အဖြစ်ပြောင်းလဲသွားခဲ့တာမို့လန့်နိုးလာခဲ့ပါတယ်။မိုးလင်းလာတော့တားငယ်လေးပြေးထွက်သွားတဲ့နေရာမှာတာဝါတိုင်းတစ်ခုကိုသတိထားလိုက်မိတယ်။သူဟာအတွေးတစ်ခုရသွားတယ်။အာချာကအင်ဂျင်နီယာတယောက်လည်းဖြစ်နေရတဲ့အတူကလေးတွေပြေးထွက်သွားတဲ့နေရာတိုင်းကိုစုံမအဖြစ်ဖြတ်မြင်းနေဆွဲဖို့အကြံရသွားတယ်။ဒီလိုနဲ့အိမ်ကြီးချင်းတွေစီက CCTV မှတ်တမ်းတွေကိုစုပြီးစုံမတင်ဆွဲကတဲလွန်စာတစ်ခုရသွားပါတယ်။ထိုနေရာကိုလိုက်ဖက်ကြည့်ပြန်တော့လေဘာမှထူးခြားမနေပြန်ပါဘူး။ထို့အချိန်ဆီယာမရဲ့ကားကစီပြည့်နေတာကိုတွေ့လို့ဝင်လာလိုက်ပါတယ်။ဆီယာမကတော့သူမကိုအရင်လိုပဲရန်စကားတွေပြောမဲ့အထင်နဲ့တွေ့ဖို့ကိုညင်းပယ်နေပါတယ်။တကယ်တော့ဆီယာမကိုထိုတဲလွန်စားတွေပြမလို့ပဲဖြစ်ပါတယ်။ထိုချိန်လူတယောက်ဟာကလေးတွေလိုပဲလက်နှစ်ဖက်ကိုဘေးမှာဝဲပြီးသူတို့ရဲ့အနာကိုပြေးလာပါတယ်။အနာရောက်တော့မှကျောင်းဟုတ်ကြီးဖြစ်လို့နေပါတယ်။ကျောင်းဟုတ်ကြီးကဆီယာမကိုအတင်းဝင်လုံးပြီးတိုက်ခိုက်ဖို့ကြိုးစားပါတယ်။ရုတ်တရက်ဆိုတော့အာချာလည်းမူမမှန်ဖြစ်နေတဲ့ကျောင်းဟုတ်ကြီးကိုဝင်တာပေးနေချိန်မှာဆီယာမလည်းစတိုးဆိုင်ထဲကိုပြေးဝင်သွားပါတော့တယ်။အယူတယောက်လိုဖြစ်နေတဲ့ကျောင်းအုပ်ကြီးကအာချာရဲ့လေဘင်းကိုညှစ်ထားကတခန့်ရက်သွားပါတော့တယ်။ကျောင်းအုပ်ကြီးဘာလို့အခုလိုဖြစ်သွားတာလဲစိတ်ဝင်စားစရာကောင်းပါတယ်။နောက်ခန်းတွေမှာလည်းသိရပါအောင်မယ်။အခုတော့ဆီယာမနဲ့ဘာလို့ဖြစ်ခဲ့တဲ့ရဲသားပေါ်ရဲ့အရေးပါတဲ့အကြောင်းကိုပြောပြပေးပါမယ်။တာဝန်အချိန်မလို့ပေါ်ဟာစကန်တွေကကင်းနေရန်ထွက်လာချိန်မှာဆီယာမကလက်ပြနှုတ်ဆက်လိုက်ပါတယ်။ဒီအခန်းကတော့နားလေအောင်ပြောပြရရင်ရှေ့ကအခန်းမှာပါခဲ့တဲ့ဆီယာမရဲ့ကားကိုစုံမလို့အရေးခံလိုက်ရလို့စခန်းကိုလာပြောပြနေတဲ့နေ့ကအဖြစ်ပြက်တွေကစားလို့ပေါ်ရဲ့အရေးပါမှုတွေကိုလည်းမြင်ရမှာဖြစ်ပါတယ်။ပေါ်ကလည်းဆီယာမကိုလက်ပြနှုတ်ဆက်ပြီးကင်းလေရန်ထွက်လာစဉ်မှာကလေး18ယောက်ပျောက်ဆုံးမှုကိုဖော်နိုင်စုငွေပေးမယ်ဆိုတဲ့သတင်းကလာနေရပါထို့ချိန်မှာပဲမတင်ကားစရာကောင်းတဲ့လူငယ်ကလမ်းကြားထဲကအိမ်အိမ်ကိုဖောက်ထွင်းဖို့လုပ်နေရင်ထွက်ပြေးသွားလို့လိုက်ဖမ်းရင်းနဲ့မိခဲ့ပါတယ်ထိုလူငယ်ကိုဖမ်းပြီးတော့ပေါ်ကအိတ်ထဲမှာဖပါလေထိခိုက်နိုင်တဲ့အရာတွေပါလာတော့မေးတော့မပါဘူးလို့ဖြေခဲ့တာကြောင့်ပေါ်လဲရာဘာလက်အိတ်ကိုစွပ်ပြီးစစ်ဆေးတဲ့အခါဘောင်းမီအိတ်ကထဲကနေစူးကနေဖြစ်သွားပြီးနာကျင်လို့ထုတ်ကြည့်လိုက်တော့စေတူရဲ့တချောင်းလက်ကိုစိုက်မိသွားလို့ဒေါသထွက်ပြီးတစ်ချက်ရိုက်ချလိုက်ပါတယ်ပေါ်လေကားပေါ်တက်ပြီးအနာကိုအရက်ပြန်ဆွန်းကဘာယောဂမှမကူးဆက်စေဖို့ဆုတောင်းရပါတော့တယ်ပေါ်ကတတိယသွားတယ်အမေရိကန်ရဲ့ဥပဒေမှာတရားခံလို့ယူဆရတဲ့သူတရားကိုရှေ့နေမပါပဲမေးမြန်းခွင့်ကိုထိလက်ရောက်လုပ်ခွင့်လည်းမရှိသလိုကားမှာပါတဲ့ CCTV တွေကမှတက်စင်ပြန်စစ်ခံရပြီးတလားပြမမှတ်တမ်းတွေကပြတ်တာကိုပါဒီလိုလုပ်ရက်တွေရှိရင်ယာဒူးကနေပါနှုတ်ထွက်ရနိုင်တာကိုပေါ်တတိယရခြင်းမှာ CCTV ကိုဆွဲဖြုတ်လိုက်ပြီးမဲ့မှတ်တမ်းတွေကပါသွားပါပြီထိုလူငယ်ကိုမင်းကိုလွှတ်ပေးလိုက်မယ်တလားအတွင်းရဲစခန်းကိုလည်းမလာနဲ့ဒီနေရာမှာလည်းထက်မမြင်ချင်းဘူးတွေ့ရင်မင်းဒုက္ခရောက်ပြီလို့ပြောကလွှတ်ပေးလိုက်ပါတယ်စခန်းကိုပြန်လာတော့ရောက်ခမဖြစ်သူစခန်းမူကိုအဖြစ်အပျက်တွေပြတော့စခန်းမူကတလအတွင်းထိုးလူငယ်လာမတိုင်ရင်မှတ်တမ်းကအလိုလိုပြတ်မှာလာတိုင်ရင်မင်းတော့ဒုက္ခရောက်ပြီလို့ပြောလိုက်ပါတယ်စိတ်တွေညစ်နေတဲ့အချိန်မှာပဲထိုလူငယ်ကရဲစခန်းနားကိုရှောက်လာတာကိုပေါ်ကမြင်လိုက်တော့ဒေါသတွေထွက်သွားပြီးဒီတခါတော့ CCTV ကြိုးတွေကိုဖြုတ်ပစ်ကဒေါသတကြီးလိုက်ပါတော့တယ်ထိုနေရာမှာပဲတခန့်ရက်သွားပြန်ပါတယ်လူငယ်ကရောဈေးစခန်းနားကိုဘာလာလောက်တာဖြစ်မလဲကြည့်လိုက်ရအောင်ပါထိုလူငယ်ရဲ့နာမည်ကတော့ James ပါသူကမူရဆွဲသုံးဆွဲနေတယ်လို့အင်ဂျီယာမဲတယောက်ဖြစ်ပါတယ်လမ်းကြားတွေကအိမ်တလုံးကိုဖောက်ထွင်းနေတော့ပေါ်ကမြင်ပြီးတော့လိုက်ဖန်ခဲ့တာပါပေါ်ရဲ့လက်သီးချက်တွေကြောင့်လွတ်လာခဲ့တဲ့ဂျင်းရဲ့မျက်နှာဟာလည်းဖူးယောင်နေပါတယ်
သူလျှောက်သွားနေရင်လူတွေတိတ်ဆိတ်ပြီးခိုးချင်စရာကောင်းနေတဲ့နေအိမ်တစ်ခုကိုတွေ့သွားတာကြောင့်သူ့ရဲ့ဗီဇာအတိုင်းထိုအိမ်ကိုဝင်ဖို့စ조사ပြန်ပါတယ်။တိတ်ဆိတ်နေတဲ့အင်ကြီးထဲမှာဂွန်တဲ့ပြီးဆိုပြီးမှွေနှောက်ရှာရင်မလုံမရှက်ပဲငြိမ်းနေတဲ့အဲလေးရဲ့မိဘတွေကိုတွေ့လို့လှန့်သွားပါတယ်။ဘာဖြစ်နေမှမသိတဲ့သူတို့နှစ်ယောက်ကိုခေါ်ကြည့်တော့လဲမရပြန်ပါဘူး။ဒါနဲ့ပဲရောင်းလို့ရမယ့်ပစ္စည်းတွေကိုအိတ်ထဲထည့်နေတော့အခန်းတစ်ခုတည်းကအတန်ကြားလို့ဖွင့်ကြည့်လိုက်တော့ပျောက်ဆုံးနေတဲ့ကလေး18ယောက်လုံးကိုတွေ့လိုက်ရပါတယ်။ကလေးတွေကသူ့ဘက်လှည့်လာလို့ကြောက်လန့်တကြားပြေးလွှားရင်အဲလည်းရဲ့မိဘတွေကပါထလိုက်လာလို့အိမ်ထဲကနေအတွင်းထွက်ပြေးလာခဲ့ရပါတယ်။ခိုးလာတဲ့ပစ္စည်းတွေကိုအဟောင်းဆိုင်မှာလာရောက်ရင်ကြော်ညာဆိုင်ရွက်တဲ့ကိုတွေ့လိုက်တယ်။ဂျင်းရဲ့မျက်လုံးတွေပြူးကျင်ကုန်တဲ့ထိုးဆိုင်ရွက်ထဲမှာတော့ကလေး18ယောက်လုံးရှာတွေ့တဲ့ဘသူ့ကိုမဆိုဒေါ်လာ9000စုချမယ်လို့ရေးထားတာပါ။သူ့အထင်ကတော့ပွားပြီးဆိုပြီးဖုန်းလမ်းဆက်ပြောနေချိန်မှာရဲစခန်းကိုအရင်အကြောင်းကြားမှရမယ်လို့ပြောတာကြောင့်အရဲဆိုပြီးရဲစခန်းကိုလာချိန်မှာပဲပေါ်ကမြင်လို့ဒေါသတကြီးလိုက်ဖမ်းတဲ့အခန်းကိုပြန်ရောက်သွားပါတယ်။ဂျင်းလည်းကြောက်အားလန့်အားပြေးနေရင်သူနေတဲ့နေရာကိုရောက်တော့လူစနော်ဝတ်စုံနဲ့ဘာမှမသိတဲ့လူတစ်ယောက်ကသူ့ကိုလက်လှမ်းပြပြီးကြောက်စရာကောင်းနေရကြောင်းပဲသူ့ရဲ့တဲထဲမှာဝင်ပြီးဇစ်ပိတ်ပြီးထိုင်နေလိုက်ပါတယ်။ဇစ်ကိုလာဖွင့်တဲ့လူကတော့ရှိနေပါပြီ။သူလည်းကြောက်လန့်တကြားနဲ့တုံးနေတဲ့ဆေးထိုးအပ်တွေကိုကင်ကတိုက်ခိုက်လိုက်ပါတော့တယ်။ထိုလူကလူရှင်တော်ဝတ်ဆောင်တဲ့လူဖြစ်မနေပဲပေါ်ဖြစ်လို့နေခဲ့တာပါ။ပေါ်လေဒေါသတွေအရန်ထွက်ပြီးကြိတ်တော့မယ်အလုံးမှာတော့ဂျင်းကသူကလေး18ယောက်ရှိတဲ့နေရာသိပြီလို့ပြောလိုက်တာကြောင့်ပေါ်ရဲ့ဒေါသတွေဟာအနေငယ်ပြေးသွားပြီးတော့ထိုနေရာကိုလိုက်ပြခိုင်းလိုက်ပါတယ်။အိမ်ရှိရောက်တော့ဘော့စ်ကလက်ထိတ်ခတ်ပြီးတော့ကားနောက်ခန်းမှာပိတ်ထားခဲ့လိုက်ပါတယ်။ဘယ်သူမှမသိဖွင့်ပေးလို့ပေါ်အိမ်ထဲဝင်သွားတာကိုဂျင်းကအန်ဩစွာကြည့်နေပြီးညမောင်တဲ့အထိကားထဲမှာပဲနေခဲ့ရတော့မှမကြမီတော့ပေါ်တယောက်ဒေါသတကြီးနဲ့ထိုအိမ်ထဲကထွက်လာပြီးတော့ဂျင်းကိုဆွဲချကတရွတ်တိုက်ဆွဲခေါ်သွားခဲ့ပြီးတခန့်ရက်သွားပြန်ပါတယ်ဒီအခန်းကတော့ဆရာမကိုစီဆိုင်နာမှာအယူတယောက်လိုတိုက်ခိုက်တဲ့ကျောင်းဟုတ်ကြီးမားကက်စစ်အကြောင်းမှာသူဘာဖြစ်ခဲ့ရလဲဘာဖြစ်လို့ဒီလိုတိုက်ခိုက်ရတာလဲဆိုတာကိုကြည့်ရအောင်ပါကျောင်းအုပ်ကြီးကအဲလက်ရဲ့မိဘတွေနဲ့စကားပြောဖို့ချိန်ခဲ့ပေမဲ့ရောက်လာတဲ့သူကအဲလက်ရဲ့အတော်ဖြစ်ပြီးအဲလက်မိဘတွေနေမကောင်းလို့ကိုစားလာပေးတာလို့ဆိုပါတယ်အဲလက်ကိုစိတ်ဘူးလို့တိုင်ကြားချက်ရလို့မိဘတွေမဟုတ်ရင်ဆွေးနွေးလို့မရဘူးလို့ကျောင်းအုပ်ကြီးကဆိုလိုက်တော့အတော်ဖြစ်တဲ့သူကမကြည့်ဖြစ်သွားပါတယ်နောက်ရက်ကျောင်းအုပ်ကြီးနဲ့သူ့ရဲ့လိန်တူချစ်သူတို့အတူတာယာနေတော့မှအဲလက်ရဲ့အတော်ရောက်လာပြီးတော့အိမ်ထဲဝင်ရဖို့အတွက်ရေးစားတယ်လို့လိန်ညာပြောကစူးစမ်းနေပါတယ်အိမ်ထဲရောက်တော့ရေကိုပကံလုံးနဲ့ပဲတောက်ချင်တာမို့စိတ်ကျင်အောင်ပဲပြေးလိုက်ပါတယ်အဖွားကြီးကစကားတွေဖောင်ဖွဲ့နေအောင်ပြောရင်အိတ်ထဲကအရာတစ်ခုကိုထုတ်လိုက်တယ်စူးခတ်တွေပါတဲ့တစ်ခန်းချောင်းတစ်ခုကိုဖဲကျိုးတွေနဲ့ရစ်ပတ်ထားတာပါထိုဖဲကျိုးကဘယ်ချိန်ကလေးကယူထားမှန်းမသိတဲ့ကျောင်းအုပ်ကြီးရဲ့ဖဲကျိုးပဲဖြစ်ပါတယ်ကျောင်းအုပ်ကြီးကမေးတော့အဖွားကြီးကသူ့ရဲ့လက်ကိုသွေးချအောင်အဆူနဲ့ချက်လိုက်တယ်ကျောင်းအုပ်ကြီးရဲ့ချစ်သူကစိုးရိမ်သွားပြီးသွေးတိတ်စေဖို့အတွက်ပိတ်စတွေသွားပေးမှာတော့အဖွားကြီးကစပင်ကိုလှိမ့်မြန်စွာပဲဖြတ်ယူလိုက်ပါတယ်အဖွားကြီးရဲ့အပြုအမူတွေကမူမှန်တော့တာမို့ရဲကိုအကြောင်းကြားဖို့ဖုန်းခေါ်ချိန်မှာအဖွားကြီးကအိတ်ထဲကရွှေအောင်ခေါင်းလောင်းလေးကိုတီးလိုက်တော့ကျောင်းအုပ်ကြီးဟာရုတ်တရက်စိတ်ညှုပ်ခံထားရတယ်လို့ဖြစ်သွားပါတော့တယ်အဖွားကြီးကလှိမ့်မြန်စွာပဲခုနကဖြတ်ယူထားခဲ့တဲ့စပင်တွေကိုတစ်ခိုင်းမှာပူရစ်ချီလိုက်ပြီးလိုက်ပါတော့တယ်ထိုအပြုမူကတော့အဖွားကြီးရဲ့စုံအတက်တစ်မျိုးပဲဖြစ်ပါတယ်ချက်ချင်းဆိုသလိုကျောင်းအုပ်ကြီးဟာသူ့ချစ်သူအပေါ်ခုံအုပ်လိုက်ပြီးအမဲရောင်အရည်တွေအန်ချလိုက်ခါနှစ်ဖူးနဲ့ကြွေမွကုန်တဲ့အထိကိုစောင့်ချနေပါတော့တယ်ရှေ့အခန်းမှာတော့ဆီယာမကားပေါ်မှာအိပ်ပျော်နေတော့သပင်ဖြည့်ယူခံခဲ့ရတာကိုမှတ်မိကြအောင်မချင်ပါတယ်ထိုသပင်ကိုခုနကစူးခတ်မှာပဲထက်မှန်ရစ်ပတ်လိုက်ပြီးတစ်ခိုင်းကိုချိုးချလိုက်ချိန်မှာတော့ကျောင်းအုပ်ကြီးရဲ့ပြစ်မှတ်ဟာစီဆိုင်မှာရှိနေတဲ့ဆီယာမစီဦးတီလိုပြေးလာခဲ့ရတာပါပဲအာချာရဲ့လေဘင်းကိုညှစ်ထားပြီးမဲ့လို့ပြစ်မှတ်ကဆီယာမပဲဖြစ်နေရကြောင်းစတိုးဆိုင်တဲ့အထီကိုကျောင်းအုပ်ကြီးကလိုက်သွားခဲ့ပေမဲ့အာချာကလည်းလိုက်လံတားဆီးပေးနေခဲ့လို့ဆီယာမကကားနဲ့ထွက်ပြေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းကျောင်းအုပ်ကြီးကကားနောက်ကိုခြေလျင်မဲ့ပြေးလိုက်သွားတာမို့အာချာလည်းနောက်ကနေလိုက်ကြည့်ရင်ကျောင်းအုပ်ကြီးကိုကားတစ်စီးကဝင်တိုက်လိုက်လို့ခေါင်းပြားသွားခဲ့ပြီပဲဖြစ်ပါတယ်။အာချာနဲ့ဆီယာမတို့ထိုအပြစ်ပြက်ကိုပြောကြရင်အာချာကသူ့ကလေးတွေအိမ်ကထွက်ပြေးသွားတဲ့ပုံစံနဲ့ကျောင်းအုပ်ကြီးအခုလိုပြေးလာတဲ့ပုံစံကတူနေလို့ထူးခြားတဲ့အကြောင်းရင်းသူရှာဖွေထားတဲ့သဲလွန်စားတွေကိုဆီယာမကိုထုတ်ပြပြလိုက်ပါတယ်။ထိုနေရာကိုမြင်တော့ဆီယာမလန့်သွားတယ်။ဟုတ်ပါတယ်။သူမရောက်ခဲ့ဘူးတဲ့ထူးဆန်းနေတဲ့အဲလက်ရဲ့နေအိမ်ရှိတဲ့နေရာပဲဖြစ်နေတာပါ။အဲလက်ကဘာကြောင့်တယောက်ပဲကြံနေခဲ့ရတာလဲ။ဘာလို့အနာအကက်မခံရတာလဲဆိုတာကိုတော့သိရပါတော့မယ်။အဲလက်လေးဟာအနေအေးပြီးလိမ်မာပါတယ်။သူတို့မိသားစုဟာ3ယောက်ပဲရှိပြီးအေးချမ်းစွာနဲ့ချစ်ခင်ကြတယ်။
တနေ့အဖေဖြစ်တဲ့သူကចောင်းကိုကားနဲ့လိုက်ပို့ရင်လမ်းမှာပြောပြတယ်နောက်နေ့နေမကောင်းဖြစ်ပြီးသွားကြမရှိဖြစ်နေတဲ့အမေဖြစ်သူရဲ့အတော်ဟာအိမ်မှာလာနေတော့မယ်လို့ပြောလိုက်တယ်နေကောင်းသွားရင်ပြန်သွားလိမ့်မယ်လို့အလွယ်တကူပဲပြောလိုက်တာပါထိုကိစ္စကြောင့်အဖေနဲ့အမေစကားများနေချိန်မှာအဲလက်လေးကအဖွားကြီးအခန်းကိုသွားချောင်းကြည့်တော့အဖွားကြီးရဲ့သပင်တူတခိုင်း6တွေကိုမြင်ရပြီးအိုစွာရွတ်တွားနေတဲ့အဖွားကြီးကဂရေမော်ကနေလှမ်းကြည့်နေတာကိုမြင်ပြီးလန့်ကထွက်ပြေးလာခဲ့တယ်။နောက်နေ့ကျောင်းဆင်းချိန်မှာတော့ဒါကြုံနေကြဖြစ်တဲ့အဖေဖြစ်သူဟာရောက်မလာတာကြောင့်ပဲအိမ်ကိုခြေချင်းလျှောက်ပြန်လာခဲ့ရတယ်။အိမ်ထဲရောက်တော့အရင်နဲ့မတူပဲတိတ်ဆိတ်လို့နေပါတယ်။သမင်းစပွဲမှာတော့မလုံမချက်ပဲထိုင်နေတဲ့မိဘတွေကိုမြင်မြန်တော့အဲလက်ကဘာဖြစ်နေရလဲလို့လှုပ်ခေါ်ပေးမယ်လေပြန်ထူမလာခဲ့ပါဘူး။ထူးဆန်းတာကလူမမာဖြစ်နေတဲ့အဖွားကြီးကနေနေပြန်ကောင်းလာပြီးအဖွားကြီးပြောသလိုပဲတကြောင်နဲ့ပဲအဲလက်လေးဟာတက်အိတ်လိုက်ရပါတယ်။မနေ့ရောက်လာတော့အဖွားကြီးကဒီလိုဖြစ်နေရတွေဘသူကမှမပြောပြဘူးပြောနေပေမဲ့လေအဲလက်လေးကမနာခံတဲ့ပုံစံလုပ်ပြနေရကြောင်းအဖွားကြီးရဲ့လှုပ်ထုံလှုပ်နေတွေအတိုင်းတစ်ကိုင်းချောင်းမှာမိဘတွေရဲ့သပင်တွေကိုချီပြီးချိုးချလိုက်ချိန်မှာတော့အဲလက်ရဲ့မိဘတွေဟာသူတို့ရဲ့မျက်နှာကိုခရင်တွေနဲ့ပြန်ထိုးဆိုင်နေကြလို့အဲလက်လည်းအဖွားကြီးပြောတာကိုနာခံလိုက်ပြီးဆိုတော့မှထိုတစ်ခိုင်းတွေကိုရေပကံလုံးနဲ့ပြစ်ချလိုက်လို့မိဘတွေရဲ့လုပ်ရဟာရဲတန့်သွားကြပါတယ်အဲလက်ကတော့အဖွားကြီးဟာစုံမကြီးတယောက်ဆိုတာသိသွားလိုက်ရပါပြီအဲ့ဒီနောက်အဲလက်လေးဟာကျောင်းကပြန်လာချိန်တိုင်းမှာအသည့်စားစွပ်ပြုတ်တွေကိုဘယ်သူမှမသိအောင်ဝဲလာပြီးမိဘတွေကိုအသက်ဆက်ပေးရပါတယ်နောက်ရက်အဖွားကြီးဟာအိုမင်းရွတ်တော့နေတဲ့ပုံစံပြန်ဖြစ်နေပြီးအဲလက်လေးကိုအလုပ်တစ်ခုခိုင်းပါတယ်အတန်းဘော်တွေရဲ့ပစ္စည်းတစ်ခုကိုသူ့စီယူလာဖို့ပါယူလာပြီးရင်သူဟာနေပြန်ကောင်းပြီးဒီအိမ်ကနေထွက်သွားနိုင်ပြီလို့ဆိုလိုအားကြောင့်အဲလက်လေးဟာသူခိုင်းတဲ့အတိုင်းပဲလုပ်ပါတော့တယ်ကလေးကတော့မိဘတွေကိုပြင်ရဖို့နဲ့ဒီအိမ်ကြီးကအဖွားကြီးထွက်သွားဖို့ကိုပဲသိခဲ့တာပါတကယ်တော့အဖွားကြီးကကလေးတွေကိုပြုစားပြီးသူ့အသက်ဆက်ဖို့ပါပဲအဲလက်လေးကအတန်းဖော်တွေရဲ့အလစ်မှာပစ္စည်းတွေကိုပါအောင်ယူလာခဲ့တော့တယ်ညရောက်တော့အဲလက်လေးယူလာတဲ့နမဲကက်တွေကိုအဖွားကြီးကစုပ်ဖြဲပြီးရေပံခွက်ထဲကိုရောချလိုက်ပါတယ်ပြီးတဲ့နောက်2နာရီနဲ့18မိနစ်မှာရွှေအောင်ခေါင်းလောင်းလေးကိုတီးလိုက်တော့မူလတန်းကလေး18ယောက်စလုံးဟာတစ်ချိန်တည်းမှာပြူစားခံလိုက်ရပြီးတော့အဲလက်တို့နေအိမ်ကိုထပြေးလာခဲ့ကြကုန်တော့တာပါပဲအဲလက်လည်းအဖွားကြီးရဲ့လုပ်ရက်တွေကိုမြင်ရရုံကလွဲပြီးဘာမှမတက်နိုင်ခဲ့ပါဘူးပြီးတဲ့နောက်ကလေး18ယောက်စလုံးပျောက်သွားပြီးနောက်နေ့မှာတော့တယောက်တည်းကြံခဲ့တဲ့အဲလက်ရဲ့မိဘတွေကိုခေါ်စစ်စီရမှာတော့အဖွားကြီးကအဲလက်ရဲ့အဖေကိုမျက်နှာတီချတန်းစင်လာပြီးလေဖြတ်နေတဲ့လူတယောက်လို့ပြောကတန်တရားရှင်းအောင်ခေါ်လာနိုင်ခဲ့တယ်အိမ်ထဲမှာလည်းကြိုတင်ရှင်းလင်းထားလို့ဘာတန်တရားမှရဲတွေရှာမတွေ့သွားပါဘူးအဲလက်လေးမှာတော့စွပြုတ်ခွန့်ကြွေရမယ့်လူတွေဟာများလာခဲ့ပြီးဒီလိုနဲ့ကျောင်းတလပိတ်ပြီးပြန်ဖွင့်တဲ့နောက်အဲလက်လေးဟာပုံမှန်လိုပဲပြန်နေနေတဲ့အချိန်ကိုရောက်လာပါတယ်အဲလက်လေးကကျောင်းကပြန်လာချိန်အိမ်ရှိမှလည်းရဲကားကရထားတာတွေ့ပြီးအိမ်ထဲမှာလည်းထူးဆန်းလို့နေခဲ့ပါတယ်အိမ်ထဲမှာတော့ Post နဲ့ Jane ဟာသူ့ရဲ့မိဘတွေလိုပဲမလုံမရှက်ပဲငြိမ်နေတာကိုတွေ့လိုက်ရတယ်အဖွားကြီးကအိမ်ထဲမှာစားတွေဖြူပြီးအစီအရင်တွေလှုပ်ထားလို့မနေမိဖို့ပြောရင်းနဲ့မနှက်ဖြန်ကြရင်အိမ်ကနေထွက်သွားဖို့ပြောကအထုပ်အပိုးတွေပြင်ခိုင်းထားလိုက်ပါတယ်ထို့နောက်အဲလက်စ်ကအိယာဝင်ဖို့လုံနေချိန်မှာပဲကာရက်တန်ကိုကြားတာကြောင့်ထကြည့်လိုက်ခါအိမ်နဲ့မလန်မကန့်မှာကားစီးရထားတာကိုတွေ့လိုက်တယ်ကားထဲမှာတော့အာချာနဲ့ဆီယာမကရဲကားကိုလည်းမြင်နေရကြောင်းဘာသာလို့ရမလဲဆိုပြီးတိုင်ပင်နေကြရင်ဆီယာမနဲ့ဘာလို့လို့ဖြစ်နေတဲ့ပေါ်ကအိမ်ထဲကနေလှမ်းခေါ်နေရကြောင်းပဲသူတို့နှစ်ယောက်စလုံးဝင်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်အိမ်ထဲရောက်တော့ကျမ်းပြင်ကစားတွေကိုမြင်တဲ့အာချာကဆီယာမကိုမနှင်းမို့တားပေမဲ့နောက်ကျသွားခဲ့ပါတယ်စားတွေကိုနင်းလိုက်ချိန်မှာပဲ Boss နဲ့ Jane ဟာအတင်းအပြေးအလွှာတိုက်ခိုက်ပါတော့တယ်အဲလက်စ်လေးကလည်းအတန်ကြားနေရတော့ဘာဖြစ်နေလဲသိချင်ပေမဲ့စားဖြူပြီးအပေါင်းအမှာပိတ်ရနေတဲ့မိဘနှစ်ပါးကလည်းရှိနေရကြောင်းဆုံးဖြတ်ရခဏနေပါတယ်။စားကိုနေရင်ဘာဖြစ်နိုင်မလဲဆိုတာသိချင်တာကြောင့်အဲလက်လေးကစားကိုဖြတ်ကျော်လိုက်ချိန်မှာတော့မိဘနှစ်ပါးစလုံးဟာအဲလက်စီကိုအပြေရောက်ချလာပြီးဝိုင်းတိုက်ခိုက်ပါတော့တယ်။အောက်ထပ်မှာလည်းဘလို့လှုပ်လှုပ်နာကျင်ချင်းမရှိကြတဲ့ Boss နဲ့ Jane ကိုအတော်လေးခုခံနေရင်မြောက်ခန်းတကားကပွင့်သွားလို့မြင်လိုက်ရတဲ့မြင်ကွင်းဟာပျောက်ဆုံးနေတဲ့ကလေး18ယောက်လုံးပါပဲ။အိမ်မော်ထက်ကအဲလက်လေးကတော့ပြေးလွှားရင်အပွားဆုံးမကြီးအခန်းထဲကိုရောက်သွားပါတော့တယ်။ဆီယာမကလည်းပေါ်ရဲ့အိတ်ထဲကတနက်ကိုယူကပေါ်ရဲ့မေးစေးနဲ့နှချင်းကိုပြစ်ပြီးကိစ္စတုံးပေးနေတော့မှအာချာကိုတိုက်ခိုက်နေတဲ့ဂျင်းကိုလည်းတနက်နဲ့ပြစ်လိုက်ပါတော့တယ်။အာချာလည်းကြောက်ရွံ့လို့ရက်နေတဲ့အမှောင်ခန်းထဲကကလေးတွေရဲ့ကြားတဲ့မတ်ဒရူလို့ခေါ်တဲ့သူ့ရဲ့တားငယ်လေးကိုလိုက်ရှာနေတော့အဖွားကြီးကိုမြင်ပြီးလန့်သွားချိန်မှာအာချာရဲ့လမ်းကျွဲကိုဖြတ်ပြီးတော့အဖွားကြီးကပြေးထွက်သွားပါတော့တယ်။အဲလက်စ်လေးကအဖွားကြီးရဲ့တစ်ကိုင်းချောင်းနဲ့သူမသပင်တူကိုယူဟာရေချုံခန်းထဲဝင်ပုံလိုက်တယ်။အဖွားကြီးလို့တလို့ပဲသူ့ရဲ့လက်ကသွေးနဲ့အဖွားကြီးရဲ့သပင်ချီကိုရောပြီး
တစ်ခိုင်းမှာကြီးကချိုးချလိုက်ချိန်မှာတော့အဖွားကြီးကသူ့အတက်နဲ့သူစူးပြီးဆိုတာကိုသိလိုက်ရချိန်ထွက်ပြေးပါတော့တယ်ပျောက်ဆုံးနေတဲ့ကလေး18ယောက်ရဲ့ဦးတည်ချက်ကတော့အဖွားကြီးပဲဖြစ်သွားခဲ့ပါပြီဘလောက်ပြင်းပြင်းမလွတ်နိုင်တော့တဲ့ကလေးတွေရဲ့လက်ထဲမှာတစားစီဖြစ်ကဘဝကူသွားရပါတော့တယ်အဖွားကြီးမရှိတော့တဲ့နောက်ကလေးတွေနဲ့အတူအဲလက်ရဲ့မိဘတွေဟာလည်းကြောက်ရွံ့တွေလိုပြန်ဖြစ်ကုန်ကြတယ်တစ်နေ့လောက်ကြာသွားတဲ့နောက်မှာတော့တချို့ကလေးတွေကတော့စကားပြန်ပြောတာလေးတွေရှိသလိုအဲလက်ဟာလည်းသူ့ရဲ့မိဘတွေကိုစိတ်ချရတဲ့အတော်အိမ်မှာပဲခေါ်ပြီးပြုစုနေတယ်လို့သိရပါတယ်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်တိုက်နေတခြားလိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်နောက်ထပ်ဇလန်းကောင်းလေးတွေကိုလည်းကြည့်ချင်သေးတယ်ဆိုရင်တော့ channel လေးကို like and subscribe လုပ်ထားပေးခဲ့ကြပါအောင်နော်